သူကခေါင်းလေးပဲပြူထွက်လာတာပါကောင်မလေးကတော့တကူလုံးတုံရီသွားတဲ့အထိလန့်သွားတယ်အခန်းတကားပွင့်လာပြီးခေါင်းမှာမျက်နှာဖုံးဆွတ်ထားတဲ့အမျိုးသားလေး9ယောက်ထပ်ဝင်လာတယ်ရိုင်းဆိုင်နဲ့ရေမောတန်တွေကအခန်းတစ်ခုလုံးပြည့်နှံသွားတယ်ကောင်မလေးကအတနာခံဖို့ကြံယုံရှိသေးခြေအိမ်နံစောစောနဲ့ပါဇက်ကိုပိတ်ဆို့ခြင်းခံလိုက်ရတယ်စိတ်စောစောနေတဲ့အမျိုးသားတစ်ယောက်ကမအောင်နိုင်ပဲကောင်မလေးရဲ့အင်ဂျီကိုဆွဲဆုပ်တယ်ဒါပေမဲ့ခေါင်းဆောင်ဖြစ်တဲ့အမျိုးသားကတားမြစ်လိုက်တယ်ဗီဒီယိုကင်မရာတော့မဖွင့်ရသေးဘူးလေသူတို့ကကောင်မလေးကိုမျက်မှန်တက်ပေးတယ်ကောင်မလေးရဲ့မျောလင်းချက်မဲ့ပြီးကုကေရမဲတဲ့မျက်ဝန်းတွေရှေ့မှာဂိမ်းစတင်ကြောင်းကြေညာလိုက်တယ်အဲ့ဒီအတော်အတွင်းမှာလည်းအပေါင်းပါတွေကိုအမိန့်နာခံဖို့မှာကြားဖို့မမေ့ဘူးဗီဒီယိုရိုက်နေတဲ့အမျိုးသားကကောင်မလေးရဲ့ပထမဆုံးအချစ်ရေးစားဦးဖြစ်တယ်သူတို့တွဲခဲ့ကြတာတလားပဲရှိသေးတယ်ဒါကသူတို့နှစ်ယောက်ရဲ့ပထမဆုံးချိန်တွေ့မှုလည်းဖြစ်တယ်ဒါပေမဲ့ကောင်မလေးကဘလို့မှမျောလင့်မထားခဲ့ဘူးသူချစ်မိသွားတာကမင်းသားလေးမဟုတ်ပဲသူမကိုစိတ်ခက်တဲ့စိတ်ဝေဒနာရှင်ဗိုက်တန်းဖြစ်နေမယ်ဆိုတာကိုပေါ့ဒါပေမဲ့အခုချိန်မှာဘာပြောပြောနောက်ကျသွားပါပြီအမျိုးသား6ယောက်ကသူမအပေါ်ပြန်မပြင်နိုင်တဲ့နာကျင်မှုတွေကိုပေးခဲ့တယ်ပိုကြောက်ဖို့ကောင်းတာကအိမ်မက်ဆိုးကခုမှစတာပါအိမ်ပြန်ရောက်တဲ့ကောင်မလေးကရေးစားဦးစီကပို့လာတဲ့ဗီဒီယိုကိုကြည့်ပြီးတကူလုံးမထိန်နိုင်ပဲတုံရီနေတယ်မျက်ရည်တွေကလည်းမရက်မနာစီးကြနေတယ်မိခင်ဖြစ်သူကအတန်ကြားလို့လာမေးတယ်ကောင်မလေးကအိပ်ပျော်ခြင်းအောင်ဆောင်လိုက်ရတယ်သူကဒီအကြောင်းကိုအမေကိုမပြောရဲဘူးလုံနိုင်တာကစောင်းနေပုံပြီးတိတ်တဆိတ်ငိုယုံပဲရှိတယ်တကယ်တော့သူမရဲ့အားနွဲမှုကြောက်ရွံ့မှုကပဲမိစ္ဆာတွေကိုပို့ပြီးအတင်ရဲလာစေတယ်တစ်ချိန်ပြီးတစ်ချိန်နာကျင်အောင်လှုပ်ဆောင်ခံရပြီးနောက်ကောင်မလေးရဲ့ညဝန်းတွေထဲမှာနှုတ်ပြမှုအယောင်သွေးတွေမရှိတော့ဘူးသူကဒီနေရာကနေထွက်ပြေးချင်နေတယ်ဒါကြောင့်စိုးမျိုးကိုပြောင်းပြီးကြောင်းတက်ချင်တယ်လို့အမေကိုပြောတယ်ဒါပေမဲ့မိခင်ကအကြောင်းရင်းကိုမေးတဲ့အခါသူကအကျိုးအကြောင်းသေချာမပြောနိုင်ပြန်ဘူးအဲ့ဒါကြောင့်မိခင်ဖြစ်သူကသူမကိုအထိပ္ပယ်မရှိဘူးလို့ထင်သွားတယ်ပြီးတော့ဒီရက်ပိုင်းတွေမှာဘာလို့ညဘက်အိမ်မပြန်လာလဲဆိုပြီးစစ်မေးပါတော့တယ်ကောင်မလေးလုံးဝစိတ်ပြတ်အားငယ်သွားတယ်ဒေါသတကြီးနဲ့အိမ်ကနေထွက်သွားခဲ့တယ်ဒါပေမဲ့လမ်းကြားထဲကထွက်လာရုံပဲရှိသေးရီစာဦးရဲ့ပိတ်ဆို့ခြင်းကိုထပ်မံခံလိုက်ရပြန်တယ်သူကရွှန်ရှာပွဲကောင်းတဲ့အပြုံးတွေနဲ့ဖုန်းပါလို့မကင်တာလဲလို့ကောင်မလေးကိုမေးတယ်ကောင်မလေးကကြောက်လန့်ပြီးကျမ်းပြင်ပေါ်ဒူးထောက်ကျသွားတယ်မိမိကိုလွတ်ပေးဖို့အတနာခံရှာတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအဲ့ဒီတရိတ်ဆန်တအုပ်ကလည်းလိုက်လာခဲ့တယ်သူတို့ကတလန်းချင်းတိုးကပ်လာတဲ့မျောလင်းချက်မဲ့နေတဲ့ကောင်မလေးကိုကြည့်ပြီးပြုံးစီစီလုံနေကြတယ်ရီစာဦးကကမ်းပေးလိုက်တဲ့ဆေးပလင်းကိုလှမ်းယူလိုက်တယ်နှစ်ချက်လောက်လှုပ်ခါပြီးကောင်မလေးရှေ့ကိုပို့ပေးလိုက်တယ်ကောင်မလေးကဒါကိုတောက်ရင်ဖြစ်လာမယ့်နောက်ဆက်တွဲကိုကောင်းကောင်းသိတယ်ဒါပေမဲ့လည်းမျက်ရည်ဝိုင်းသားနဲ့ပဲလက်ခံလိုက်ရရှာတယ်ဘာလို့လဲဆိုတော့သဘောမတူရင်သူမရဲ့ဗီဒီယိုကိုကြောင်းတစ်ကြောင်းလုံးမြင်သွားကြလိမ့်မယ်မမေးနဲ့ဦးမင်းကငါရဲ့ကစားစရာပဲငါကမင်းရဲ့သခင်သိပြီလားဘယ်လောက်ကြာသွားလဲမသိဘူးကောင်မလေးကဝတ်ပြက်စပြက်နဲ့ပန်းချန်ထဲမှာနိုးလာခဲ့တယ်အခုချိန်မှာသူမကဘသူမှမလိုချင်တဲ့အမိုက်လိုဖြစ်နေပြီးပိုပြီးတနာစရာကောင်းတာကသူမရဲ့အနစ်နာခံအောက်ကျမှုကထိုက်တန်တဲ့ဂတိကဝတ်ကိုမရရှိခဲ့ဘူးအဲ့ဒီဗီဒီယိုတွေကအင်တာနက်ပေါ်ကိုရောင်းချခြင်းခံလိုက်ရတော့ပဲရဲတွေကသတင်းချက်လက်ရကောင်မလေးရဲ့အမေကိုရှာတွေ့သွားတယ်သမီးဖြစ်သူရဲ့အဲ့ဒီလိုမကြည့်ရစရာဓာတ်ပုံတွေကိုမြင်လိုက်ရတဲ့အခါတယောက်လုံးချက်ချင်းစိတ်တက်ကြဆင်းသွားတယ်သူကစိတ်လှုပ်ရှားစွာနဲ့ရဲရရှိရဲ့လက်ကိုဆွဲကင်ပြီးမျောလင်းချက်အားလုံးကိုသူ့အပေါ်မှာပဲပုံအောလိုက်တယ်ပြီးတော့ဒါကိုလှုပ်ဝက်ထားပေးဖို့တောင်းဆိုတဲ့သမီးရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကိုတက်နိုင်သမျှကာကွယ်ပေးဖို့ပေါ့မကြခင်မှာပဲရဲတပ်ဖွဲ့ကပြစ်မှုကျူးလွန်သူအားလုံးကိုဖမ်းဆီးနိုင်ခဲ့တယ်ဒါပေမဲ့လူထုရဲ့ဝေဖန်ပြောဆိုမှုတွေကလည်းပြန့်နှံ့သွားခဲ့တယ်ဘသူသတင်းပေါက်ကြားလိုက်လဲမသိရပဲသတင်းထောက်မြောက်များကရဲစခန်းတကားဝမှာဝိုင်းဝန်းပိတ်ဆို့နေကြတယ်တားကောင်နင့်နာသူကိုအင်တာဗျူးချင်ကြလို့ပေါ့ဒါကဒဏ်ရာပေါ်စားပတ်တယ်လို့ဖြစ်နေတာအသေးချာပါပဲတော်သေးတာကကောင်မလေးကအတော်တန်ကြက်ကြက်ခံနိုင်လို့အခက်ခဲဆုံးအချိန်ကာလကိုဖြစ်ကျော်နိုင်ခဲ့တယ်မိသားစုတစ်ခုလုံးမျိုးတစ်ခုကိုပြောင်းရွှေ့ခဲ့ကြတယ်ကောင်မလေးကလည်းနာမည်နဲ့မျိုးရိုးအမည်ကိုပြောင်းပြီးဘဝတစ်ကိုစတင်ခဲ့တယ်မျက်စိတမိတ်အတွင်း10နှစ်ကြာသွားခဲ့ပြီးကောင်မလေးကအထက်တန်းပြဆရာမတစ်ယောက်ဖြစ်နေပြီမိမိရဲ့ကိုယ်ပိုင်အခြေရေးနဲ့လည်းဆုံတွေ့ခဲ့ရတယ်အရာအလုံးကကောင်းမွန်တဲ့လမ်းကြောင်းတိုင်းသွားနေပြီလို့ထင်မှတ်ထားတဲ့အချိန်မှာညစ်ပတ်ပေတဲ့ကိစ္စတွေကသူမစီကိုထပ်မံရောက်ရှိလာပြန်တယ်ဒီနေ့ညဘက်ကိုယ်ပိုင်စာကြည့်ချိန်ပြီးတဲ့နောက်မှာအမျိုးသမီးကရုံးခန်းကိုပြန်လာတော့စာပွဲပေါ်မှာလက်ဖက်ရည်ချမ်းနိုးလက်ဖက်ရည်တစ်ခွက်ရှိနေတာကိုတွေ့ရတယ်ဘာလို့လဲဆိုတော့ဒီနေ့ကသူမဆုလျားရစ်ပတ်ဆေးဆက်တဲ့နေ့ဖြစ်လို့ပါပဲဒါကြောင့်ចောင်းသားတစ်ယောက်ပေးတာနေမှာပါဆိုပြီးတိတ်မစင်စားမိလိုက်ဘူးဒါပေမဲ့တောက်ပြီးလို့မကြခင်မှာပဲသူမဝေဝေဝါးဝါနဲ့အိပ်ပျော်သွားခဲ့တယ်နောက်တစ်နေ့နိုးလာတဲ့အခါတကိုယ်လုံးအင်အားကုန်ခန်းနေတယ်လို့ခံစားရပြီးခေါင်းလည်းအလွန်မင်းကြိုက်ခဲနေတယ်ဒါအပြင်လက်ကောက်ဝတ်မှာလည်းကျိုးနဲ့တုံးနှောင်ခံထားရတဲ့အမာရွတ်တစ်ခုရှိနေတယ်အမျိုးသမီးရဲ့စိတ်ထဲမှာမကောင်းတဲ့နမိတ်တစ်ခုခုကိုခံစားလိုက်ရတယ်တကယ်ပဲမျက်နှာတစ်သွားတိုက်နေတော့မှဖုန်းထဲကိုသူစိမ်းတစ်ယောက်စီကနေစာရိုးတစ်စောင်ရောက်လာခဲ့တယ်အကြောင်းအရာတွေအားလုံးကမင်းညကသူမကိုခိုးရိုက်ထားတဲ့ဗီဒီယိုတွေဖြစ်နေတယ်အမျိုးသမီးဟာထိုနေရာတင်ကြောင်အန်းသွားခဲ့တယ်သူမတစ်ဖက်လူကဘာလို့လဲဆိုတာသိချင်နေပေမဲ့ဆရာကြီးလို့အမည်ရတဲ့ online သုံးပြုသူကသူမကိုပြောလိုက်တာကတော့နောက်ဆိုရင်မင်းကစကားကိုလိမ္မာစွာနားထောင်ရမယ်မဟုတ်ရင်ဒီဗီဒီယိုတွေကိုလူအများရှေ့ချပြလိုက်မယ်တဲ့ဒါတွေကိုမြင်လိုက်ရတဲ့အခါအမျိုးသမီးဟာလွန်ခဲ့တဲ့နှစ်တွေကသူမရဲ့ပထမဆုံးအချစ်ဦးကိုချက်ချင်းသတိရသွားခဲ့တယ်ဒီတွေးထင်ချက်ဟုတ်မဟုတ်အတိပြုဖို့အတွက်သူမဟာအကြောင်းလုံခြုံရေးဝန်ထမ်းစီကိုသွားခဲ့တယ်မင်းညကစောင့်ကြည့်ကင်မရာကကလေးမှတ်တမ်းကိုကြည့်ချင်ပေမဲ့ကင်မရာရဲ့အစိပ်ပိုင်းတွေပျက်စီးနေတယ်လို့အပြောခံလိုက်ရတယ်ဒီတစ်ပတ်လုံးလုံးဝသုံးလို့ရမှာမဟုတ်ပါဘူးတဲ့ထိုနေ့ညမှာပဲသူမရဲ့စိတ်ဆက်ထားသူကမိသားစုစားပွဲကိုဖိတ်ခေါ်ခဲ့တယ်လူကြီးနှစ်ယောက်စလုံးကသူမအပေါ်အလွန်သဘောကျနှိမ့်ချိုက်ကြတယ်ဒါပေမဲ့စကားစမြည်ပြောဆိုနေကြတော့မှပဲဆရာကြီးစီကနေစာတို့ရောက်လာပြန်တယ်သူမကိုအခုချက်ချင်းအတွင်းရေးဓာတ်ပုံတစ်ပုံရိုက်ပြီးပို့ခိုင်းတာပါအမျိုးသမီးကတစ်ဖက်လူကိုလုံးဝပြန်မထူးခဲ့ဘူးဆရာကြီးကပို့ပြီးရက်ဆက်လိုက်မယ်လို့ဘသူကထင်ပါလဲစာတို့ကိုသူမရဲ့ရောက်ခမလောင်ဖုန်းထဲကိုတိုက်ရိုက်ပို့လိုက်လေရဲ့အမျိုးသမီးဟာကြားလိုက်ရပြီးနောက်မျက်နှာပြတ်သွားခဲ့တယ်သူမဟာလက်ရှိပိုင်ဆိုင်ထားတဲ့အရာအလုံးအပျက်စီးမခံနိုင်ဘူးဘာမှတက်နိုင်ခြင်းမရှိတဲ့အဆုံးအိမ်သာသွားမယ်ဆိုပြီးအကြောင်းပြချက်ပေးလိုက်ရတော့တယ်တောင်းဆိုထားတဲ့အတိုင်းတစ်ဖက်လူစီကိုဓာတ်ပုံတစ်ပုံပို့ပေးလိုက်ရတယ်သူမကိုထိုးထိုးတော့ထိန်းချုပ်ချယ်လှယ်မှုတွေဟာပြီးဆုံးသွားမှာမဟုတ်ဘူးဆိုတာသိနေတယ်ဒါပေမဲ့လက်ရှိအချိန်မှာတော့ယာယီအလျှော့ပေးလိုက်ရုံမှတပါအခြားမရှိပါဘူးအိမ်ပြန်ရောက်တဲ့အခါဆရာကြီးစီကစာတို့ပြန်ရောက်လာပြန်တယ်ကျောင်းရဲ့ကိုယ်တော်ထဲမှာသူမအတွက်လက်ဆောင်တစ်ခုပြင်ဆင်ပေးထားတယ်လို့ဆိုပါတယ်ကြည့်ရတာဒီဓာတ်ပုံပို့ပေးတဲ့အတွက်ပေးတဲ့ဆုလက်ထင်ပါရဲ့နောက်တစ်နေ့မှာအမျိုးသမီးဟာကိုယ်တော်ထဲကိုတတိကြီးစွာနဲ့လှမ်းဝင်ခဲ့တယ်မြင်လိုက်ရတာကတော့ဘလို့မှမေ့ပြစ်လို့မရတဲ့ထိုမိမောစီတဲ့ဆေးပလင်းဖြစ်နေတယ်အိမ်မက်ဆိုးလိုအတိတ်ကအမှတ်တရတွေဟာအုံနောက်ထဲကိုချက်ချင်းပြန်လဲဝင်ရောက်လာခဲ့တယ်သူမဟာကျိုးဆွဲခံရုပ်တရုပ်အဖြစ်ထပ်ပြီးအဖြစ်မခံနိုင်တော့ဘူးပလင်းကိုကျန်းကျင်ပေါ်ဓာတ်ရိုက်ခွဲပစ်လိုက်တယ်ပြီးနောက်လွန်ခဲ့တဲ့နှစ်တွေကအမှုစစ်ခဲ့တဲ့ရဲအရာရှိကိုတွားရှာခဲ့တယ်
ကြာသေးခင်ကဖြစ်ပျက်ခဲ့သမျှအရာအလုံးကိုသူ့ကိုပြောပြလိုက်တယ်။ထိုဆရာကြီးကိုစုံစမ်းစစ်ဆေးပေးဖို့သူမမျှော်လင့်နေမိတယ်။ဒါပေမဲ့အန်ကယ်ဝူဟာရဲအရာရှိမဟုတ်တော့တာကြာပါပြီ။အခုတော့အင်တာနက်ဆိုင်တစ်ဆိုင်ဖွင့်ထားတာပါ။နေ့တိုင်းရက်နယ်ပဲအချိန်ကုန်လွန်စေတယ်။ဒါပေမဲ့စိတ်ထဲမှာမရက်ဆက်နိုင်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။သူမအတွက်စုံစမ်းပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အန်ကယ်ဝူရဲ့အကူအညီကြောင့်မျိုးသမီးရဲ့စိတ်ခံစားချက်ဟာအတော်လေးတည်ငြိမ်သွားခဲ့တယ်။ဒါပေမဲ့သူမစာတင်နေတော့မှပဲဆရာကြီးစီကနေစာတို့ရောက်လာပြန်တယ်။ဆေးပလင်းခွဲပစ်လိုက်တဲ့အတွက်ပြစ်ဒဏ်ရောက်လာပြီလို့ပြောလာတယ်။ဆရာကြီးကအတန်းထဲကចောင်းသားအားလုံးကိုဂရုချက်တစ်ခုတည်းဆွဲသွင်းလိုက်တယ်။ပြီးတော့တုံ့နှုတ်ချောက်ချားစရာကောင်းတဲ့ဓာတ်ပုံတချို့ချပြမယ်လို့ပြောလာတယ်။ထို့နောက်ပြောင်းပြန်အချိန်ရေးတွက်ချင်းစတင်ခဲ့တယ်။အတန်းထဲမှာချက်ချင်းပဲစူညံပွက်လောရိုက်သွားခဲ့တယ်။မျိုးသမီးဟာကြောက်လန့်တကြားနဲ့စာပွဲခုံအောင်မှာကွေးကွေးလေးပုံနေခဲ့ရပြီးလူမှုပတ်ဝန်းကျင်မှာအဆက်တကွဲအကျိုးနည်းဖြစ်မဲ့အခြေအနေကြီးကိုရင်ဆိုင်ဖို့ပြင်ဆင်နေမိတယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကထွက်လာတဲ့ဓာတ်ပုံဟာသူမလုံးဝမဟုတ်ပဲအတန်းထဲကတခြားမျိုးသမီးចောင်းသူတယောက်ဖြစ်နေတယ်။ကြောက်လန့်တကြားထွက်ပြေးသွားတဲ့ရှောင်ရကိုကြည့်ရင်ဘေးဒုက္ခခံရသူဟာသူမတယောက်တည်းမဟုတ်ဘူးဆိုတာကိုမျိုးသမီးသဘောပေါက်သွားခဲ့တယ်။ရှောင်ရတယောက်ဒီစိတ်တန်ရာကိုမခံစားနိုင်မှစိုးရိမ်တာကြောင့်မျိုးသမီးဟာသူမစီကိုသွားပြီးနှွေးထွေးစွာနှစ်သိမ့်ပေးခဲ့တယ်။ပြီးတော့သူမစီကနေဆရာကြီးရဲ့အထောက်ထားကိုစုံစမ်းခဲ့တယ်။ရှောင်ရကအရာအလုံးဟာအတန်းကောင်းဆောင်လုပ်တာလို့ပြောပြခဲ့တယ်။အမှန်တော့ရှောင်ရနဲ့အတန်းကောင်းဆောင်တို့တွဲနေကြတော့ကအတန်းကောင်းဆောင်ရဲ့ကွန်ပျူတာထဲမှာဗီဒီယိုတွေအပြည့်သိမ်းထားတာကိုမတော်တဆမြင်ခဲ့တာပါ။သူမဒေါသထွက်ပြီးအကုန်လုံးကိုဖျက်ပစ်ခဲ့တယ်။အခုသူမရဲ့ဓာတ်ပုံကအတန်း group ထဲရောက်လာတာဟာအတန်းကောင်းဆောင်ကသူမကိုကလည်းစားချေနေတာဖြစ်တယ်။ဒါတွေကိုကြားပြီးနောက်မျိုးသမီးဟာဆရာကြီးဆိုတာအတန်းကောင်းဆောင်ဖြစ်ဖို့ခွင့်လန်းအလွန်များတယ်လို့ထင်မြင်မိသွားတယ်။ဒါကြောင့်ကျောင်းဆင်းချိန်မှာနောက်ကနေတောက်လျှောက်နောက်ယောင်ခံလိုက်ခဲ့တယ်။နိုက်ကလပ်တစ်ခုစီရောက်သွားခဲ့ပြီးအခန်းထဲကအခြေအနေကိုခေါင်းပြူပြီးတေချာကြည့်ဖို့အပြုမှာပဲ။မျိုးသမီးဟာကြောက်လန့်တကြားနဲ့လှည့်ပြီးထွက်ပြေးတော့တယ်။ထိုလူအုပ်စုကနောက်ကနေမလွတ်တမ်းလိုက်လံဖမ်းဆီးကြတယ်။အသက်အန္တရာယ်ကြုံတွေ့ရမယ့်အရေးကြီးအချိန်မှာမျိုးသမီးဟာအမောင်ထုတွေကိုတစုံတစ်ယောက်ရဲ့ဆွဲခေါ်ခြင်းခံလိုက်ရတယ်။တေချာကြည့်လိုက်တဲ့အခါအန်ကယ်ဝူဖြစ်နေတယ်။အမှန်တော့လွန်ခဲ့တဲ့နှစ်တွေကသူဟာကိုကျိုးစည်းဝါးတစ်ခုတည်းအတွက်နဲ့မျိုးသမီးရဲ့အကြောင်းကိစ္စတွေကိုမီဒီယာတွေကိုပြောပြခဲ့တာပါ။အပြစ်ရှိတယ်လို့ခံစားရတာကြောင့်မကြသေးခင်ကစလို့သူမကိုအမှောင်ထဲကနေအမြဲဆောက်ရှောက်ပေးခဲ့တာဖြစ်တယ်။အမှန်တရားကိုသိလိုက်ရတဲ့မျိုးသမီးဟာသူ့ရဲ့ကျေးဇူးကိုလုံးဝအတိအမှန်မပြုခဲ့ဘူး။ဘာပဲဖြစ်ဖြစ်သူဟာလည်းတစ်ချိန်ကသူမကိုနာကျင်အောင်လုပ်ခဲ့ဘူးသူတစ်ယောက်ဖြစ်နေလို့ပါပဲ။မျိုးသမီးထွက်ခွာသွားပြီးနောက်အန်ကယ်ဝူဟာစောစောကလူမိုက်အုပ်စုကိုတွားရှာခဲ့တယ်။တစ်ချက်လောက်ဝိုင်းထိုးကြိတ်ပြီးတဲ့နောက်သိလိုက်ရတာကသူတို့တွေဆရာကြီး master နဲ့တကယ်ပဲအဆက်အသွယ်ရှိနေကြတယ်။ဒါပေမဲ့အားလုံးက message ရှာဒါမှမဟုတ် email ကတဆင့်ပဲဆက်သွယ်ကြတာ။ဆရာကြီးရဲ့လူကိုယ်တိုင်ကဘယ်သူလဲဆိုတာကိုတော့သူတို့လည်းမသိကြဘူး။ကြည့်ရတာဒီလူတစုကအောက်ခြေအဆင့်လက်ပါစီလေးတွေပဲဖြစ်ပုံရတယ်။ဆရာကြီးဝူကဒါတွေကိုအမျိုးသမီးကိုပြောပြလိုက်တယ်။နောက်ဘာကိစ္စပဲရှိရှိသူ့ကိုကြိုပြောဖို့မျှော်လင့်တဲ့အကြောင်းတယောက်တည်းတီးတန့်လှုပ်ရှားမှုမလုပ်ဖို့လည်းပြောတယ်။အမျိုးသမီးကရုတ်တရက်ကြမ်းပြင်ပေါ်လဲကျသွားတယ်။တကူလုံးလည်းမရက်မနာတုံရင်လို့နေတယ်။အကြောင်းကတော့ဆရာကြီးကသူမရဲ့ဗီဒီယိုကိုအင်တာနက်ပေါ်တင်လိုက်လို့ပဲဖြစ်တယ်။ဒီလိုရုတ်တရက်ရိုက်ခတ်လိုက်တဲ့တန်ချက်ကသူမကိုလူလိုတရေလိုဖြစ်အောင်နှိပ်စက်ကလူပြုနေခဲ့တယ်။သူမရေချိုးကန်ထဲမှာလှဲလျောင်းရင်းအသက်ကိုအဆုံးစီရင်ဖို့တွေးနေမိတယ်။ဒီလိုအဓိပ္ပာယ်မရှိတဲ့အရာအလုံးကိုအဆုံးသတ်ပစ်ဖို့ပေါ့။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဆရာကြီးစီက message ချထပ်ရောက်လာပြန်တယ်။အဲ့ဒါကရှောင်ရအပြန်ပေးဆွဲခံထားရတဲ့ဗီဒီယိုပဲဖြစ်တယ်။မျိုးသမီးစီကိုလိပ်စာတစ်ခုလည်းပို့ပေးထားသေးတယ်။လူကိုကယ်ခြင်းရင်အမြန်ဆုံးလာခဲ့ဖို့ပေါ့မဟုတ်ရင်ရှောင်ရကိုအဝိပ္ပလာနဲ့တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ချိန်ချောက်တယ်။ဆရာမတယောက်အနေနဲ့သူမရဲ့အကြောင်းသူကိုမိမိလိုမျိုးလမ်းဟောင်းတိုင်းအမှားမကျစေချင်ဘူး။ဒါကြောင့်စာပွဲပေါ်ကဓာပြလေးကိုကြည့်ပြီးရှောင်ရကိုတွားခဲ့ဖို့ဆုံးဖြတ်လိုက်တယ်။မိမိရဲ့အတိတ်ဆုံးနဲ့လည်းအပြည့်ရှင်းဖို့အတွက်ပေါ့လန်ခီမှာသူမကဦးကြီးစီ message ချပို့ထားခဲ့တယ်။အဲ့ဒီနောက်စက်ယုံစီကိုအမြန်ဆုံးအရောက်သွားခဲ့တယ်။ဒါပေမဲ့အထဲကိုရှောက်ဝင်သွားတဲ့အခါရှောင်ရရဲ့အရေးအယောင်ကိုမတွေ့ရဘူး။စာပွဲပေါ်မှာအိမ်မေဆေးပလင်းကိုပဲတွေ့လိုက်ရတယ်။ဒါဟာဝင်ခွင့်လက်မှတ်ဖြတ်တန်းခွင့်ဆိုတာသူမသိတယ်။တောက်လိုက်ရင်ဘာဖြစ်မလဲဆိုတဲ့အကျိုးဆက်ကိုလည်းသိတယ်။ဒါပေမဲ့လူကိုကယ်တင်ဖို့အတွက်ပြက်ပြက်တသားပဲတစ်ကြိုက်တည်းမောပစ်လိုက်တယ်။ခဏတာသတိမိမျောသွားပြီးတဲ့နောက်မျက်နှာဖုံးဆွထားတဲ့လူတစုမျက်စိရှိမှာပေါ်လာတယ်။အတန်းကောင်းဆောင်လည်းအဲ့ဒီထဲမှာပါဝင်နေတယ်။မျိုးသမီးကသူ့ကိုစကားဖက်ပြောဖို့အချိန်မရှိဘူး။ရှောင်ရကိုအမြန်ဆုံးလွှတ်ပေးဖို့ပဲတောင်းပန်နေခဲ့တယ်။ဒါပေမဲ့သူမထင်မထားမိတဲ့အရာကရှောင်ရကဘာတန်ရာမှမရပဲကောင်းကောင်းမွန်မွန်ထွက်လာတာပဲဖြစ်တယ်။ဒါတွေမကသေးပဲလှောင်ပြောင်တရော်တဲ့စကားတွေကိုလည်းတွတ်ပြောနေသေးတယ်။အမှန်တော့သူမဟာဆရာကြီးရဲ့လက်ရရန်လက်ထောက်တစ်ယောက်ဖြစ်နေခဲ့တာပဲ။သူမနဲ့အတန်းကောင်းဆောင်တို့ရဲ့ဇလန်းကလည်းလုံးဝပြောင်းပြန်ဖြစ်နေတယ်။အတန်းကောင်းဆောင်ကသာချင်းချောက်ခိုင်းစေခံရတဲ့သူဖြစ်တယ်။ဒါတွေအားလုံးကမျိုးသမီးကိုထောင်ချောက်ထဲသက်ဆင်းစေဖို့ဖန်တီးထားတာ။သူတို့ရဲ့ရည်ရွယ်ချက်ကလည်းအရန်ကိုရိုးရှင်းပါတယ်။ဗီဒီယိုတွေကိုတုံးပြီးတရားမဝင်ဝင်ငွေတွေရှာဖို့ပါပဲပြောရင်းဆိုရင်းနဲ့ပဲဖုန်းကိုထုတ်လိုက်ပြီးဓာတ်ရိုက်ထုတ်လွှင့်မှုကိုစတင်လိုက်တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအတန်တစ်ခုကသူတို့ရဲ့ပြောပွဲရှင်ပွဲကိုဖြိုခွဲလိုက်တယ်။အားလုံးတော်လောက်ပြီးမင်းတို့ရက်ကြတော့မင်းတို့လိုအကောင်တွေဝူကြီးရောက်လာတာကအမျိုးသမီးကိုမျှော်လင့်ချက်မြင်စေခဲ့တယ်။ဒါပေမဲ့မကြခင်မှာပဲစိတ်ပြက်စရာပြန်ဖြစ်သွားတယ်။ဝူကြီးလည်းသူတို့ရဲ့ဖမ်းဆီးကြည်နှောင်ခြင်းကိုခံလိုက်ရလို့ပဲအခုတော့အတော်ပဲတတွဲတည်းဖြစ်သွားကြပြီ။အခုဆိုပိုပြီးကြည်ကောင်းသွားပြီပေါ့။တော်သေးတာကဝူကြီးကရဲတွေကိုကြိုတင်အကြောင်းကြားထားခဲ့တယ်။ရဲဦးအော်တန်ကြီးလာတဲ့အချိန်မှာပဲဒီចောင်းသားတစုကကြောက်လန့်တကြားနဲ့ထွက်ပြေးကြတော့တယ်။မျိုးသမီးကတော့ကျိုးတွေကိုဖြေလွတ်ပြီးရှောင်ရနောက်ကိုပဲတန်တန်မမတ်လိုက်ဖမ်းတော့တယ်။အမှန်တော့သူမလက်ထဲမှာတပြားလေးကိုတောက်လျှောက်ဖုံးကွယ်ထားခဲ့တာ။ရှောင်ရကိုမိသွားတဲ့နောက်မှာတော့သူမအပေါ်ခွက်စီးလိုက်ပြီးပါးရိုက်လိုက်တာဖြန်းကနေအတန်ကိုမြည်လို့ပဲနောက်ဆုံးမှာတော့ဒီចောင်းသားအုပ်စုအားလုံးအဖမ်းခံလိုက်ရတယ်။ရဲတပ်ဖွဲ့ကလည်းရှောင်ရရဲ့ဖုန်းထဲကနေဆရာကြီးရဲ့ဖုန်းနံပါတ်ကိုစုံစမ်းသိရှိသွားတယ်။ဒီနေရာပြစနစ် yes အရာသူရှိရဲ့နေရာကိုအတည်ပြုနိုင်ခဲ့တယ်။ဒါပေမဲ့အိမ်ထဲကိုဝင်ချင်းမှာပဲတန်တရားဖြစ်ပွဲအမျိုးသားတစ်ယောက်ကခြေဦးတဲ့ရာထွက်ပြေးပါလေရော။ရဲတွေတော်တော်လေးလိုက်ဖမ်းလိုက်ရမှမိတော့တယ်။အဲ့ဒီအမျိုးသားကမိမိကိုယ်တိုင်ဝန်ခံချက်ပေးတယ်။မိမိဟာလွန်ခဲ့တဲ့တစ်နှစ်ကလိမ်ပိုင်းဆိုင်ရာကျူးလွန်မှုအမှုကိုအတူခိုးခဲ့တာအမှန်ပဲလို့ဒါပေမဲ့သူကစိတ်ပဲရှိပြီးလက်တွေ့လုပ်ရတဲ့တတိမရှိဘူး။အင်တာနက်ပေါ်မှာပဲကြုံဝါချင်းချောင်းနေခဲ့တာ။ဘာလက်တွေ့လှုပ်ဆောင်ချက်မှမလုပ်ခဲ့ဘူး။ဒီလိုကြည့်မယ်ဆိုရင်အမျိုးသမီးကိုချင်းချောင်းနေတဲ့ဆရာကြီးကတခြားလူတစ်ယောက်ဖြစ်နေပြန်ရော။တစ်ချိန်တည်းမှာပဲအမျိုးသမီးနဲ့ဝူကြီးတို့လည်းအခင်းဖြစ်ပွားရာနေရာကိုရောက်လာကြတယ်။တကားလေးဟာနေတာကိုမြင်တော့အထဲကိုရှောက်ဝင်သွားကြတယ်။အခန်းထဲမှာယောက်ျားလေးအငယ်တစ်ယောက်ပဲရှိနေတယ်။အမျိုးသမီးကအခြေအနေကိုကြည့်ပြီးမကြောက်ဖို့သူ့ကိုနှစ်သိမ့်ပေးတယ်။ဒါပေမဲ့အဲ့ဒီကောင်လေးကမရက်မနာနောက်ဆုတ်သွားတာကိုဘယ်သူသိမှလဲ
ဒါတွေမကပဲစိုးရိမ်စိတ်နဲ့မျက်ရည်တွေပါကျလာတယ်။ဦးကြီးကတော့နေရန်တစ်ခုလုံးချိတ်ထားတဲ့စုတစိတ်တွေကိုကြည့်ပြီးကွန်ပျူတာပေါ်ကထူးဆန်းတဲ့ပုံရိပ်တွေကိုပါမြင်သွားတယ်။သူတစ်ခုခုကိုရိပ်မိသွားပုံရတယ်။ဒါနဲ့ဆရာကြီးရဲ့ဖုန်းနံပါတ်ကိုခေါ်ဆိုလိုက်တယ်။ဖုန်းတုံခါတန်ကကောင်လေးရဲ့လက်ထဲကနေထွက်ပေါ်လာတယ်။ဘသူကထင်ထားမိမှလဲ။အရာအလုံးကိုနောက်ွယ်ကကြိုးကင်နေတဲ့ဆရာကြီးဆိုတာအသက်73နှစ်အရွယ်ကလေးတစ်ယောက်ဖြစ်နေလိမ့်မယ်လို့အမှန်တော့သူကသူ့အဖေအရင်ကလုပ်ခဲ့သမျှအကုန်လုံးကိုစောစောစီးစီးသိရှိနေခဲ့တာပဲဖြစ်တယ်။ဖခင်ဖြစ်သူကလက်ဆေးပြီးဒီလုပ်တွေကိုမလုပ်တော့တာကြာပြီဆိုပေမဲ့ဒါပေမဲ့ကောင်လေးကတော့ဖခင်ဖြစ်သူရဲ့လွှမ်းမိုးမှုကိုအကြီးအကျယ်ခံထားရပါပြီ။သူ့အမြင်မှာတော့ကောင်လေးရဲ့စိတ်ထဲမှာတော့ဒါဟာပျော်စရာကောင်းတဲ့နောက်ပြောင်မှုတစ်ခုတသက်တာဖြစ်ပြီးမိမိရဲ့လုပ်ရက်ကအခြားသူတွေအပေါ်ဘလောက်တောင်ထိခိုက်နာကျင်စေခဲ့တယ်လဲဆိုတာကိုလုံးဝသတိမထားမိခဲ့ပါဘူး။ကိစ္စဖြစ်ပြီးနောက်မှာတော့ကောင်လေးကိုရဲစခန်းစီခေါ်ဆောင်သွားခဲ့ပါတယ်။ဒါပေမဲ့အရွယ်မရောက်သေးသူဖြစ်တဲ့အတွက်ကြောင့်ပြစ်ဒဏ်လုံးဝစီရင်လို့မရပါဘူး။နှုတ်နဲ့ပဲသတိပေးဆုံးမမှုပြုလုပ်ခဲ့ပြီးအဲဒီနောက်မှာတော့လူကိုပြန်လွှတ်ပေးလိုက်ပါတယ်။ဒီလိုမျိုးမတက်တာတဲ့ရလက်နဲ့ရင်ဆိုင်ရတဲ့အခါဝူကြီးတောင်မှမချိတင်ခဲ့ရေရွတ်လိုက်မိပါတယ်။အရေးကြီးတဲ့ကိစ္စကြီးမဟုတ်ဘူးဆိုပေမဲ့လည်းဒါပေမဲ့ကိုရီးယားနိုင်ငံရဲ့ဥပဒေကတော့ဒီလိုအချိန်မျိုးဆိုတကယ်ကိုစိတ်ပြတ်ဖို့ကောင်းတယ်လို့ခံစားရတယ်။အမှုကတော့အဆုံးသတ်သွားခဲ့ပါပြီ။မထွက်ခွာခင်မှာရဲရာရှိကမျိုးသမီးကိုပြောပြခဲ့ပါတယ်။လွန်ခဲ့တဲ့10နှစ်ကအဲ့ဒီပထမဆုံးအချစ်ဟာလူမှုပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့ရှုတ်ချမှုတွေကိုမခံနိုင်တဲ့အတွက်ကြောင့်မကြခင်ကနေအိမ်မှာပဲကြိုးဆွဲချအဆုံးစီရင်သွားခဲ့ပါပြီ။မျိုးသမီးကတော့ဒီအတွက်ကြောင့်ဝမ်းမသာခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူကျူးလွန်ခဲ့တဲ့အပြစ်နဲ့မျိုးသမီးအပေါ်ပေးခဲ့တဲ့နာကျင်မှုတွေဟာအချိန်ပေါင်း1000တေဆုံးသွားပါစေဦးတော့မျိုးသမီးရဲ့စိတ်နှလုံးထဲကအမာရွတ်ကိုတော့ခြေဖြတ်ပေးနိုင်မှာမဟုတ်လို့ပါပဲ။နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကတော့လူတဘာဝရဲ့ရုပ်ဆိုးကြီးတန်မှုဟာအသက်အရွယ်နဲ့လုံးဝမဆိုင်ပါဘူး။ဒီစကားအတိုင်းပါပဲငရဲပြည်ကဗလာချင်းနေပြီးမိစ္ဆာတွေကတော့လူပြည်မှာရှိနေကြတယ်